အားလုံးပဲမင်္ဂလာပါကျွန်တော်ဖော်ပေါ်ကို YouTube နဲ့ Facebook Channel ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ပွဲစဉ်ကတော့စပိန်လာလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့ဘာစီလိုနာနဲ့ရီယက်ဖက်တစ်တို့ရဲ့ပွဲစဉ်ဖြစ်တဲ့နေ့ဝက်မှာကျွန်တော်တို့အာရှဒီမြန်မာဘူဂီရီယာဟောက်ထားတဲ့ဂျေးတန်းအရာဆိုလို့ရှိရင်ဘာစီလိုနာက1 minute 90ဖြစ်နေပြီးတော့ဒီ6ပေါင်းကြီးဆိုလို့ရှိရင်လည်း4 plus 90ပေါ့နော်4 plus 90ဖြစ်နေရဲ့ဒီကျွန်တော်တို့ဒီဂျေးတန်းအနေအထားကိုတော့ကျွန်တော်ခဏမေးထားလိုက်ကျွန်တော်ဘာစီလိုနာလက်ရှိအနေအထားကြည့်မလို့ဘာစီလိုနာလက်ရှိအနေအထားဆိုလို့ရှိရင်ဘာစီလိုနာဒီအချိန်မှာအကောင်းဆုံးအချိန်လို့ကျွန်တော်ပြောလို့ရတယ်အကောင်းဆုံးအချိန်ဒီရာသီတွင်းအကောင်းဆုံးအချိန်ပေါ့နော်ဒီလီယွန်ဒိုစကီဆိုလို့ရှိရင်လည်းကျွန်တော်တို့လာလီဂါရဲ့ထိပ်တန်း6သွင်းသူစီးမှာဥဆောင်နေတယ်ပြီးလို့ရှိရင်ဒီရာမယ်ရှိရပေါ့နော်ပြီးတခြားကစားသမားတွေအားလုံးတော်တော်များများကသူ့နေရာနဲ့သူအကောင်းဆုံး performance ပြထားတဲ့အချိန်ကိုရောက်ရှိနေတဲ့အချိန်ဖြစ်တယ်ဒီ performance တွေအရာဆိုလို့ရှိရင်ဒါကျွန်တော်တို့ကလုံးဝဒီ perfect ဖြစ်တဲ့အချိန်တွေဖြစ်တယ်เนาะ attacking ဘိုင်းတွေရော defense ဘိုင်းတွေရောဒီကွန်းလ midfield ဘိုင်းတွေရောเนาะအရာအားလုံးကကျွန်တော်တို့ကောင်းမွန်တဲ့အချိန်လို့ကျွန်တော်ပြောလို့ရတယ်ပြီးလို့ရှိရင် Betis ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီရာသီမှာဒီဘာစီလိုနာနဲ့မတွေ့ခင်6ပွဲဆက်နိုင်ပြီးတော့လုံးဝသူ့ရဲ့ကောင်းမွန်တဲ့ခြေစွမ်းကိုပြသထားတယ်ဒီအနေထားမှာကျွန်တော်တို့ Betis နဲ့ဘာစီလိုနာကြားထဲမှာဒီယူရိုဘက်ကပူကီဖောက်တဲ့ဂျေးပုံစံအနေအထားအဟာပြောင်းနေပြီးလို့ရှိရင်ဒီ Asian မှာပေါင်နေတဲ့ဒီမလေးပေါ့နော်မလေးဂျေးမှာပေါင်နေတဲ့ပုံစံမျိုးအဟာပြောင်းနေကျွန်တော်တို့မြန်မာတီယိုတန်းကလာတဲ့ ODT ဂျေးဒါတွေအားလုံးကိုကျွန်တော်ခြုံငုံပြီးသုံးသပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ afford တော့ကုန်းကပေးထားတဲ့ data အချက်လက်တွေရှိရဲဒီ data တွေကျွန်တော်ယူပြီးသုံးသပ်ထားတယ်ဒါကျွန်တော်ရဲ့အတွေ့အကြုံနဲ့ဒီပွဲကိုကျွန်တော်ရွေးချယ်ပေးခြင်းနဲ့ဆိုလို့ရှိရင်ဒီနေ့ပွဲကိုတော့ကျွန်တော်ကဘာစီလိုနာနဲ့တူရက်တီပြီးတော့ဘာစီလိုနာဖော်ရီဘာစီလိုနာဝင်းမှာကျွန်တော်တို့တောင်းရထက်မယ်ဒီလိုပဲเนาะကျွန်တော်ရဲ့ဒီရွေးချယ်မှုတွေကိုဒီပို့ပြီးမှန်ကန်လာအောင်ပို့ပြီးကောင်းမွန်လာတဲ့အနေအထားတွေရောက်ရှိလာအောင်ကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးသွားဖို့လည်းမမေ့ပါနဲ့အောင်ခင်ဗျ